အားလုံးပဲမင်္ဂလာပါ IMH Language School ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကတော့တချို့ရဲ့ beginner grammar video course လေးဖြစ်ပါတယ်ဒီနေ့တော့တချို့ lesson 31ကိုလေ့လာကြပါမယ် lesson 31ကတော့ how to buy a travel ticket okay ခရီးသွားဖို့အတွက်လက်မှတ်ကိုဘယ်လိုဝယ်မလဲပေါ့နော်ဒီလက်မှတ်ဝယ်တဲ့နေရာမှာအသုံးဝင်တဲ့ language တွေ expressions တွေကိုတချို့လေ့လာကြပါမယ်Okay, အဲ့တော့ကျွန်တော်လက်မှတ်ဝင်မယ်ဆိုလို့ရှိရင်ဒီအောက်က expressions လေးအသုံးလို့ရတယ်ပေါ့နော် A single to Dublin please. Okay, so Dublin မြို့ကိုသွားမယ်လက်မှတ်တစ်စောင်လောက်ပြီးပါလားဒါ single ဆိုတာတစ်စောင်နဲ့ပြောချင်တာပေါ့နော် Okay, Dublin ဆိုတော့ကျွန်တော်ဟာ Ireland နိုင်ငံမှာရှိတဲ့မြို့တစ်ခုပေါ့နော် Can I have a return to Brazil for tomorrow please အဲ့တော့Brazil ဆိုတာကျတော့ Belgium နိုင်ငံမှာရှိတဲ့ဟာ Okay, Can I buy a monthly pass for the city please? Okay. အဲ့တော့မြို့တွေကိုသွားဖို့အတွက် monthly pass လေးဝယ်လို့ရမလားပေါ့နော်ဟို monthly pass ဆိုတာကြောင့်ဘယ်လိုဟာလဲဆိုရင်သူက transit ticket လို့ဟာမျိုးပေါ့နော်ရက်30စီးလို့ရတယ်သတ်မှတ်ထားတဲ့ station တွေနေရာတွေပေါ့နော်အဲ့ဒီနေရာတွေမှာပဲသုံးလို့ရတဲ့ဟာမျိုးပေါ့နော် okay ဟုတ်ပြီခုကတော့ကိုက information တစ်ခုကိုသိချင်တယ်ဆိုလို့ရှိရင် one နဲ့မေးလို့ရတယ် okay for example once the next train ကိနောက်ထပ်ရထားဘယ်တော့လဲ what time's the first train ပထမဆုံးရထားဘယ်အချိန်လဲ once the last bus tonight ဒါလိုက်ပြောလို့ရတယ် what time one ရတယ် what time does it arrive in Amsterdam ဆို Amsterdam ကိုဘယ်အချိန်ရောက်တယ်လဲပေါ့နော်အဲ့ဒီဟာက okay တော့ဒါဒီရထားဖြစ်နိုင်တယ်ကားဖြစ်နိုင်တယ် okay what platform is it what gate is it okay ဘယ် gate လဲဘယ် platform လဲ okay လေရင်တို့ရထားတို့မှာဆိုလို့ရှိရင်ဒီလိုဟာလေးတွေကျွန်တော်ကြည့်ဖို့လိုရပါတော့ platform နံပါတ်တွေ gate နံပါတ်တွေဟုတ်ပြီဒါဆိုရင်နောက်တစ်ခုပြန်ဖြေမယ်ပေါ့နော်ကိုက information ကိုပေးမယ်ဆိုလို့ရှိရင်တော့ဒီအောက်ကဟာလေးတွေကိုသုံးလို့ရတယ် The next train is at 11:30 okay ဒါဆိုရင်ဒါဒီ7ခွဲ okay The last train is 11:30 okay 7ခွဲဖြစ်ပါတယ်နောက်ဆုံးရထား There is a bus at နောက်ကအချိန်တစ်ခုထည့်မယ်There's one at one ကကြတာတစ်ခုကိုစားပြရပေါ့နော်ဥပမာတယောက်ကမိလိုက်တယ် okay once the next train okay နောက်ထပ်ရထားဘယ်တော့လဲဆိုတော့ there's one at 11:30 7ခွင့်တစ်ခုလာပါလိမ့်မယ်ပေါ့ okay အဲ့တော့ဘယ်ချိန်ထွက်ပါသလဲဆိုရင်ဒါ leaves it leaves from platform 5 platform 5ကနေပြီးတော့ထွက်ခွာပါမယ် it leaves from gate 11 okay gate 7ကနေပေါ့နော် alright အဲ့တော့it leaves လို့မသုံးဘဲနဲ့ it is လို့ပြောချင်လဲရတယ် it's on platform 5 it's on gate 11 okay နော်ဟုတ်ပြီဒါဆိုရင်အခုဒီဟာလေးကို practice လုပ်ကြည့်ကြအောင် conversation ကစုစုပေါင်း1 2 3 3တိရှိရပါတော့တစ်ခုစီ try ကြည့်ကြည့်မယ် okay there are 3 mistakes in each conversation 3ခုစီမှားနေရပါတော့အဲ့တော့ပထမတစ်ခုကိုလုပ်ထားဆိုကျွန်မ2ခုကြံမယ်ပထမတစ်ခုက could I have a return to Istanbul please okay အဲ့တော့ Istanbul ကိုသွားဖို့အတွက်အပြန်လက်မှတ်ရနိုင်မလား okay ဒါဆိုရင်မူရင်းမှာကြတော့ have မပါဘူး okay အဲ့တော့ဒီမှာ have ချကိုထည့်မယ် alright okay ဒါဆိုရင် for today ဒီနေ့အတွက်လား yes what platform okay it is ပေါ့နော် is it yes what platform is it and then it's platform 7 okay ဒါဆိုရင် alright ဒီမှာတော့ it လိုတာရယ်နောက်တစ်ခု it's ထည့်တာရယ်ဟုတ်ပြီဒါဆိုရင်ဒီကျတော့2နဲ့3နဲ့ကိုလုပ်ကြည့်ကြည့်အောင် okay pause the videoလေး pause ထားမယ် video မှာတစ်ချိန်နဲ့ဖြည့်တိုက်မယ်ပေါ့နော် okay exercise 2ကတော့ complete the conversation with the words in the box ဆိုဒီ box ထဲမှာပေးထားတဲ့ဟာရင်းနဲ့ conversation ကိုဖြည့်ရမယ်အဲ့တော့ဒီချက်ဒီဟာကို screen တစ်ချောင်းခွဲထားလိုက်တယ်ပေါ့နော် on your left you will see the questions the words on your right you will see the conversation okay အဲ့ဆိုရင်စုပေါင်း8ခုရှိတယ် one is done as an example ဆိုတော့တူတူလုပ်ကြည့်ကြည့်ပါပြီးရင်ကျွန်တော်ဖြည့်တိုက်ပါမယ် all right a single to Liverpool please for today no for tomorrow မနေ့ပြန်အတွက်ပါပါ okay for what time ဘယ်ချိန်အတွက်လဲ
Once the first train ပထမဆုံးယထာကဘယ်တော့လဲ What time's the first train? Let me check ကြည့်လိုက်အောင်မယ်ပေါ့နော်စစ်ကြည့်ပြရစေ It leaves at 5:37 in the morning မနက်9:39ထွက်တယ် what one does it arrive ဘယ်အချိန်ရောက်ပါသလဲဆို it arrived at 8:05 okay 8:05 minute okay that's good စင်ပြေတယ် one ticket please okay လက်မှတ်တစ်စောင်လောက် just a minute there's one single to Liverpool tomorrow morning okay okay အဲ့တော့မနေ့ပြန်မနေ့ Liverpool သွားမယ် okay လက်မှတ်တစ်စောင်ရှိသေးတယ်ပေါ့နော် and then so how much is it ဘယ်လောက်လဲ okay it's £15.20 okay thank you and then what time sorry thank you so what platform okay platform what platform does it leave from the Liverpool trains usually leave from platform 19 but check tomorrow ပုံမှန်ကတော့ platform 19ကထွက်တယ်ပေါ့နော် Liverpool သွားရထားတွေကဒါပေမဲ့မနေ့ပြန်ကြရင်တော့စစ်ကြည့်ပါပေါ့နော် okay thank you ကျေးဇူးပါဟုတ်ပြီ all right let's try practicing a single to Liverpool please for today no for tomorrow okay for what time's the first train let me check it leaves at 5:37 in the morning and when does it arrive it arrived at 8:05 okay that's good one ticket please just a minute that's one single to Liverpool tomorrow morning how much is it it's £15.20 thank you what platform does it leave from the Liverpool trains usually leave from platform 19 but check tomorrow thank you okay that's in 3 ကိုကြည့်အောင်3ကတော့ you have to use these prompts to make a conversation အဲ့တော့ဒီစာကြောင်းလေးပြန်စီမယ်လိုတာလေးထည့်မယ် okay could I have a return to Lisbon please okay အဲ့တော့ Lisbon ကိုပေါ့နော် okay အသွားပြန်လက်မှတ်ရနိုင်မလားပေါ့နော် okay အပေါ်မှာဒီချိန်ပြောဖို့ကြံရလေးတစ်ခုရှိတယ်အဲ့ဒါကတော့ဗာလဲဆိုရင်သူကreturn ဆိုလို့ရှိရင်ဒီဟာကအသွားပြန်လက်မှတ်ပေါ့နော်ကိုကထားပါတော့ကိုကအခုဒီနေရာကနေပြီးတော့မြို့ A ထောင်း A ကနေပြီးတော့ထောင်း B ကိုသွားမယ်ဆိုတော့ထောင်း B ကိုသွားမယ် return ticket ပေးပါဆိုလို့ရှိရင်ယထာသည် okay A ကနေ B ကိုသွားမယ်ပြီးရင် B ကနေ A ကိုပြန်လာမယ်ပေါ့နော် okay အဲ့လိုပုံစံမျိုးအသွားပြန်လက်မှတ် okay တကယ်လို့ဒီလိုမျိုးပေါ့နော်ပေါ်ကလိုမျိုး a single ဆိုလို့ရှိရင်ဒါ one way တစ်ကြောင်းနဲ့ပဲကိုက W သွားမယ်ဆိုရင်ကိုရောက်နေတဲ့နေရာကနေပြီးတော့ W သွားမယ်ပြန်လာမယ် ticket မရှိဘူးတကယ်လို့ဒီမှာဆိုလို့ရှိရင် return ဆိုလို့ရှိရင်ဒီ example မှာ can I have a return to Brazil for tomorrow ဆိုရင်ကိုရောက်နေတဲ့နေရာနဲ့ Brazil သွားမယ်ပြီးလို့ရှိရင် Brazil ကနေပြီးတော့ကိုရဲ့စထွက်ခဲ့တဲ့နေရာကိုပြန်လာမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့ Lisbon ကိုအသွားပြန်လက်မှတ်လေးရနိုင်မလားဆိုတော့ okay for today ဒီနေ့အတွက်လားပေါ့နော်လိုရင်းလိုရှင်းလေးပဲ yes how much is it ဘယ်လောက်လဲဆိုတော့ okay it's 2 euros okay 2 euro ပါပေါ့နော် okay once the next bus နောက် bus ကဘယ်တော့လဲပေါ့နော် okay there's one at 2:30 okay နှစ်ခွဲမှာ okay တစ်စီးရှိပါတယ် okay when does it arrive in Lisbon okay at quarter to 4 okay so 4 နာရီထိုး15မိနစ်လို့ရောက်တယ်ပေါ့နော် right ကျေးဇူးပါ thanks what gate is it gateလဲပေါ့နော် gate 22 okay right let's practice hi could I have a return to Lisbon please for today yes how much is it it is 2 euros once the next bus there's one at 2:30 when does it arrive in Lisbon at 3:45 thanks what gate is it gate 22 okay
Okay အဲ့ဒါဆိုဒီနေ့ lesson 31မှာတော့ခရီးသွားတဲ့အခါမှာလက်မှတ်တွေဘယ်လိုဝယ်မလဲဘယ်လို information တွေပေးမလဲမိမလဲ okay ဒါတွေကိုကျိုးလေ့လာခဲ့ရဖြစ်တယ်ဒါဆိုရင်ကျိုး lesson 32ကျမှပြန်တွေ့ပါမယ် bye bye